阿姨身边啦，人高着，他妈老多了，人收了台长，人收了台长。ဒါအစင်းသိမယ်ရမုံတော့ဒါပြိသက်ကအရန်ကိုကြီးနေအားရမယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဒါတကယ် drama queen လေးပြိသက်တွေအားလုံးလည်းလက်ခံထားပြီးသားပါသူ drama ကိုကောင်းကောင်းပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တယ်မင်းသမီးဆိုတော့ဒီနေရာကိုသူ့ကိုကျွန်တော်ကကမ်းလှမ်းပြီးတော့မှရိုက်ခဲ့တာဆိုတော့ဒါဒီနေ့ဆိုရင်တော့ဒါဒီနေ့မဟုတ်ဘူးเนาะလာမယ့်13ရက်နေ့ဆိုရင်တော့ဒါပြိသက်တွေရမုံကိုကြီးခွင့်ရပြီပေါ့เนาะအဲ့ကြရင်တော့ပြိသက်တွေမှတ်ချက်ပြုပေးကြပါဝေဖန်ပေးကြပါလို့ပြောချင်ပါတယ်ဟုတ်这帮那个国家没地方给的嘛，哎，你这个今天你们心里人扒了一个稀巴烂。ကျွန်တော်ထင်ပါတယ်သူအခုချိန်မှာတော့ agent နဲ့ဘဝကိုရနေမှာပါဆိုတော့သူနောင်ဘဝစတိုင်းလဲနောက်ဘယ်လိုပြောမလဲတကယ်ဟိုမှာတာယာတဲ့အိမ်တော်ရေးဘဝလေးကိုပိုင်ဆိုင်နာမှာဈေးလို့ပဲကျွန်တော်ဆူတောင်းပေးချင်ပါတယ်သူ့အတွက်ပေါ့လေရှင်မောင်ကအိမ်တော်တဲ့ဘဝကိုရှင်းချက်တဲ့အတွေ့နဲ့ဖြတ်ကျော်ဖို့ကြိုးစားမိမယ်ဆိုရင်တကယ်ဟိုမှာ academy ကဲဖြတ်အဖွဲ့ဝင်ကြီးကြိုက်တဲ့ကာရီတာမျိုးဖြစ်မှာပါကျွန်တော်သူ့အတွက်တော့မှန်းပေးထားပါတယ်ဟုတ်